နယူးယောက်မြို့ရဲ့နာမည်ကြီးကိုပါစားတောက်ဆိုင်ညတွင်ချင်းရုတ်တရက်နားလိုက်ရတဲ့နောက်မှာတော့ဝန်ထမ်းတော်တော်များများအလုပ်လက်မဲ့ဖြစ်သွားခဲ့ရပါတယ်။ဝန်ထမ်းတွေထဲမှာစိတ်မြန်လက်မြန်တိုနီတယောက်လည်းအပါအဝင်ဖြစ်ပြီးရုတ်တရက်အလုပ်လက်မဲ့ဖြစ်သွားရင်တောင်မိသားစုရှိနေတာကြောင့်နောက်ထပ်အလုပ်ရှာရမယ့်အခြေအနေပဲဖြစ်ပါတယ်။အလုံးမရခင်မှာတော့တိုနီတယောက်ငွေရှာဖို့အတွက်အစားအသောက်လောင်းကြီးစားကြီးစားတာမျိုးတွေအထိပါလုပ်ခဲ့ပြီးလူကောင်ကြီးဝမ်ပတ်နဲ့တိုနီကတော့အတင်စားအစားအသောက်တွေကိုအတော်လေးကြိုက်တဲ့သူဖြစ်တယ်လို့အတော်လေးစားနိုင်တဲ့သူပဲဖြစ်ပါတယ်။အဓိကဝင်ငွေမရှိရင်အိမ်ရဲ့လေပတ်မှုတွေကအတော်လေးခက်ခဲတဲ့ကာလဖြစ်တယ်လို့သားလေးနှစ်ယောက်နဲ့မိသားစုအခိုင်အမာရှိနေတဲ့တိုနီအဖို့တေချာတဲ့လုပ်တစ်ခုကလိုအပ်နေခဲ့ပြီပဲဖြစ်ပါတယ်။တညမှာတော့သူ့မိတ်ဆွေစီကနေတိုနီတယောက်ဒေါက်တာအတွက်ဒရိုင်ဘာတယောက်လုပ်လဲဆိုတဲ့အလုပ်တစ်ခုအကြောင်းဖုန်းလက်ခံရရှိခဲ့ပြီးနောက်နေ့မနက်မှာတော့အလုပ်လျှောက်ဖို့တိုနီတယောက်လိပ်စာအတိုင်းထွက်လာခဲ့ပါတယ်။သူလိပ်စာအတိုင်းလာခဲ့ပေမဲ့လိပ်စာကပြဆက်ယုံကြည်ဖြစ်နေတာကြောင့်တိုနီတယောက်လိပ်စာမှားပြီလို့ထင်လိုက်ပေမဲ့သူရှာနေတဲ့ဒေါက်တာရှယ်လီဆိုတဲ့သူဟာပြဆက်ယုံအပေါ်ထပ်မှာနေတဲ့အကြောင်းနဲ့တိုနီလာတဲ့လိပ်စာမှန်တဲ့အကြောင်းပြဆက်ယုံဝန်ထမ်းကရှင်းပြပေးလိုက်ပါတယ်။ရှေးဟောင်းပစ္စည်းတွေနဲ့ပဲပြည့်နှက်နေတဲ့အခန်းတစ်ခုကြောင့်အင်တာဗျူးလာဖြေတဲ့တိုနီရုတ်တရက်ကြောင်နေခဲ့ပြီးတကယ်တော့ဒေါက်တာရှယ်လီဆိုတာသူထင်ထားသလိုဆေးကုတဲ့ဆရာဝန်တယောက်မဟုတ်ပဲဒေါက်တာဘွဲ့ရစန္ဒယာပညာရှင်တယောက်ပဲဖြစ်နေပါတယ်။ဘုန်းတော်ကြီးတစ်ပါးလိုဝတ်စားထားပြီးပလင်လိုလှုပ်ထားတဲ့ထိုင်ကုန်မှာထိုင်နေတဲ့လူမဲဒေါက်တာရှယ်လီကိုမြင်ရတဲ့တိုနီကတော့အနှဲငယ်ထူးဆန်းနေပေမဲ့သူဒရိုင်ဘာနေရာအတွက်အလုပ်လာလျှောက်တာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။တိုနီကတော့အင်တာဗျူးတွေရဲ့ထုံးစံအတိုင်းသူကားမျိုးစုံမောင်းမှုကြောင်းနဲ့နေရာစုံမှာအလုပ်လုပ်ဖူးတဲ့အကြောင်းပြောပြနေကဒေါက်တာရှယ်လီကတော့လူမဲတယောက်အတွက်အလုပ်လုပ်ပေးရမှာအဆင်ပြေလားလို့ပဲအရင်ဆုံးမေးမြန်းလိုက်ပါတယ်။ဒါပြင်သူကဂီတပညာရှင်ဖြစ်လို့အမေရိကန်နိုင်ငံတခွေနယ်လက်ဖြောပြရမှာဖြစ်ပြီး2လလောက်တောက်လျှောက်ခီးထွက်ရမှာဖြစ်လို့အိမ်တော်တဲ့တိုနီအတွက်အဆင်ပြေပါမလားလို့ရှယ်လီကထပ်မေးလိုက်ပါတယ်။လာစာအနေနဲ့ကတပတ်ကိုဒေါ်လာ100နဲ့စားစရာရောနေစရာပါစီစဉ်ပေးမှာဖြစ်လို့တိုနီအတွက်အဆင်ပြေစရာဖြစ်ပေမဲ့ရှယ်လီကကားမောင်းရုံသက်မဟုတ်ဘဲအစီကံတယောက်လိုရှယ်လီရဲ့တကူရီတကာရအလုပ်တွေကိုပါလုပ်ပေးရမယ့်အကြောင်းပြောပြလိုက်ပါတယ်။ဒရိုင်ဘာလို့ခေါ်ပြီးအဝိရှော်မိဘူးတိုက်ဖနက်တိုက်ဘာညာလာလုပ်နေတာကြောင့်ငကိုယ်တည်းကစိတ်မရှိတဲ့တိုနီကလည်းချက်ချင်းလက်ထွက်လာခဲ့ပါတယ်။နေရာစုံမှာလှုပ်ဖူးပြီးစိတ်မြန်လက်မြန်နဲ့ပြဿနာဖြေရှင်းပုံကြောင့်လူကုန်ထံအတိုင်းဝိုင်းမှာနာမည်ရနေတဲ့တိုနီကိုရှယ်လီကလက်မလွတ်ချင်တာကြောင့်ထပ်မံကမ်းလှမ်းခဲ့ပါတယ်။တိုနီကတော့ခရီးစဉ်တစ်ခုလုံးကိုသူအဆင်ပြေအောင်စီစဉ်ပေးနိုင်ပေမဲ့အောက်ခြေသိမ်းအလုပ်တွေတစ်ခုမှမလုပ်ပေးနိုင်ကြောင်းနဲ့တပတ်ကို$125လိုချင်ကြောင်းပြောပြလိုက်ပြီးဒါမှမဟုတ်ရင်အခြားသူတယောက်ပဲရှာလိုက်ဖို့ပြန်ပြောလိုက်ပါတယ်။စတွေ့ကလေးကအပေါင်လန့်မတည့်တဲ့အင်တာဗျူးကကျေးဇူးပါဆိုတဲ့စကားနဲ့ပဲမြန်မာလိုအဆုံးသတ်သွားခဲ့ပါတယ်။ဘူးဆက်ဆက်နဲ့တိုနီကတော့လူကုန်ထံမိတ်ဆွေတွေများပြားတာကြောင့်အလုပ်ရှိလို့လာကမ်းလှမ်းရင်တောင်စိတ်မပါရင်ညှင်းတက်ပြီးလက်တလုံးမိသားစုစားဝတ်နေရေးခဏတာပြေလည်ဖို့နိုင်ကိုပဲအပေါင်ဆိုင်ပို့လိုက်ပါတယ်။အင်တာဗျူးအဆင်မပြေပဲအိမ်ပြန်ရောက်လာတဲ့တိုနီကတော့ညစာစားရင်ဒေါက်တာရှယ်လီရဲ့ထူးဆန်းတဲ့နေပုံထိုင်ပုံနဲ့ဝိပုံစားပုံတွေအကြောင်းချစ်စနီးလေးကိုအားပါတရဖောက်တယ်ချနေခဲ့ပါတယ်။တိုနီရဲ့ပုံစံကအတော်လေးစိတ်မြန်လက်မြန်ရှိပြီးစကားကိုလည်းဟောဒိုင်းပြောတတ်ပေမဲ့မိသားစုအတွက်တော့အိမ်တော်ဦးစီးကောင်းတယောက်ပဲဖြစ်ပါတယ်။နောက်တနေ့မနက်မှာတော့ဒေါက်တာရှယ်လီကတိုနီရဲ့ဇနီးစီကိုဖုန်းဆက်ပြီးတိုနီပြောခဲ့တဲ့အတိုင်းသဘောတူတဲ့အကြောင်းနဲ့လုပ်အားကားကိုလည်းတိုနီတောင်းတဲ့အတိုင်းပေးမယ်အကြောင်းလှမ်းပြောခဲ့ပါတယ်။ဒီလိုနဲ့တိုနီတယောက်ဒေါက်တာရှယ်လီစီမှာလောက်ရသွားခဲ့တယ်လို့ကုမ္ပဏီဘက်ကလစာတဝက်တိတိအရင်ပေးခဲ့ပြီးရှယ်လီရဲ့ဖြောပြရေးခီးစဉ်ပြီးရင်ကျန်တဲ့တဝက်ပေးမယ်အကြောင်းနဲ့တိုနီအတွက်လိုအပ်မဲ့ Green Book ဆိုတဲ့စာအုပ်တုပ်ပါပေးခဲ့ပါတယ်။ Green Book စာအုပ်ဟာလူမဲတွေအတွက်သွားလည်လို့ရမယ့်ဟိုတယ်တွေစားတောက်ဆိုင်တွေအန္တရာယ်ကင်းတဲ့နေရာတွေကိုမှတ်သားဖော်ပြပေးထားတဲ့လမ်းညွှန်စာအုပ်တုပ်ပဲဖြစ်ပါတယ်။2လဆိုတဲ့အချိန်ကမိသားစုနဲ့ခွဲခွာရမှာဖြစ်လို့ကြာရှည်မှာဖြစ်ပြီးခရီးမသွားခင်မှာတော့တိုနီတယောက်ဇနီးနဲ့သားတွေကိုတဝါကြီးနှုတ်ဆက်ခဲ့ပါတယ်။ဇနီးဖြစ်သူကလည်းလမ်းမှာစားဖို့မုတ်ထည့်ပေးလိုက်ရင်သူ့စီကိုအားတဲ့အချိန်စာပုံမှန်ရေးဖို့နဲ့ခရစ်စမတ်အမီအိမ်ပြန်လာဖို့မှာနေခဲ့ပါတယ်။ဒေါက်တာရှယ်လီကဘဝကိုစီးစနစ်တကျဖြတ်သန်းနေတဲ့သူဖြစ်ပေမဲ့တိုနီကတော့စန့်ကျင်ဘက်အနေနဲ့ဘဝကိုစိတ်ထဲရှိတဲ့အတိုင်းဖြတ်သန်းနေတဲ့သူတယောက်ပဲဖြစ်ပါတယ်။ရှယ်လီရဲ့အဖွဲ့မှာအခြားတူရီယာတီးခဲ့တဲ့သူ2ယောက်ပါဝင်တာဖြစ်ပြီးရှယ်လီနဲ့တိုနီကကားတစ်စီးအခြား2ယောက်ကကားတစ်စီးနဲ့ဖျော်ဖြေရေးခရီးစဉ်ကြီးကစတင်ခဲ့ပြီပဲဖြစ်ပါတယ်။ကားပေါ်မှာတော့ရှယ်လီကပထမဦးဆုံးဖျော်ဖြေပွဲမှာတိုနီလုပ်ရမယ့်အလုပ်တွေကိုညွှန်ကြားပေးနေပြီးတိုနီကတော့ဆက်လိပ်ဖွာလိုက်မုတ်စားလိုက်လုပ်နေတာကြောင့်ဆက်လိပ်ကသူ့ကိုအသက်ရှူကျက်စေတဲ့အကြောင်းနဲ့ကားမောင်းရင်လက်နှစ်ဖက်နဲ့တေချာမောင်းဖို့ရှယ်လီကသတိပေးလိုက်ရပါတယ်။ကိန်းခန်းကြည့်တဲ့ရှယ်လီကတော့ပေါ်ပါပြီးရက်ကွက်ဆန်နဲ့တိုနီရဲ့ပုံစံနဲ့စကားအတုံးတွေကိုမေးခွန်းထုတ်နေပြီးနှစ်ယောက်သားနေ့လည်စာစားရင်တောင်ညှင်းခုန်နေကြတာပဲဖြစ်ပါတယ်။ခရီးသွားရင်လမ်းဘေးသေးပေါက်တဲ့ဆိုတာတောင်ရှယ်လီအတွက်ကထူးဆန်းတဲ့ကိစ္စဖြစ်နေတယ်လို့တိုနီကတော့စားလိုက်တောက်လိုက်ပါလိုက်ပေါက်လိုက်နေပဲပထမဦးဆုံးဖျော်ဖြေမဲ့နေရာကိုရောက်ရှိလာခဲ့ကြပါတယ်။
ရှယ်လီကသူဖျော်ဖြေပွဲတွေမလုပ်ခင်ညစာစားပွဲတွေတက်ရတာဖြစ်တယ်လို့အဲ့ဒီပွဲတွေမှာတိုနီကိုလည်းအားလုံးနဲ့ဒန်းတူမိတ်ဆက်ပေးရမှာဖြစ်လို့တိုနီရဲ့မရင်ကြီးတဲ့စကားပြောဟန်တွေကိုပြင်ဆင်ဖို့ပြောလိုက်ပါတယ်။ဘာကုန်းမှတိတ်ကယူမဆိုင်တဲ့တိုနီကတော့ပြန်လည်မေးခွန်းထုတ်နေခဲ့ပြီးငင်းခုန်ရင်အစင်မပြေတာကြောင့်သူဘာပွဲမှမတက်ဘဲအပြေမာနေမဲ့အကြောင်းတိုနီကဘူးဆက်ဆက်ပဲပြန်ပြောလိုက်ပါတယ်။ရှယ်လီကတာမန်ဂီတာသမားတက်တော့မဟုတ်ပဲစိတ်ပညာဂီတပညာနဲ့ဘာသာရေးဂီတပညာရက်တွေမှာဒေါက်တာဘွဲ့ရရှိထားသလိုသမရအိမ်ဖြူတော်မှာတောင်2ကြိမ်တိတိဖျော်ဖြေဘူးသူပဲဖြစ်ပါတယ်။ဂီတပညာမှာလည်းအတော်လေးထူးချွန်လို့ပါရမီရှင်လို့တောင်တင်စားရတဲ့သူဖြစ်ပါတယ်။တိုနီတယောက်ပထမဦးဆုံးနားထောင်တဲ့အချိန်မှာပဲသူ့အလုပ်ရှင်ဒေါက်တာရှယ်လီရဲ့ဆန္ဒရလက်တံကိုသဘောကျသွားခဲ့ပါပြီ။ဖျော်ဖြေပွဲအပြီးမှာတော့အပြင်မှာကျွေအံခောက်ကစားနေတဲ့တိုနီကိုရှယ်လီကလာခေါ်ခဲ့ပြီးနောက်အရေးမပါတဲ့လောင်းကစားမလုပ်ဘဲပတ်စံလိုချင်ရင်သူ့စီကတောင်းဖို့နဲ့အခြားသူတွေလိုမဟုတ်ဘဲတိုနီမာကအလုတ်တာဝန်နဲ့ဖြစ်ကြောင်းသတိပေးလိုက်ပါတယ်။နောက်ရက်မှာတော့နောက်ထပ်တနေရာကိုခရီးဆက်ခဲ့ကြပြီးတိတ်အပေါက်လမ်းမတဲတဲ့အလုပ်ရှင်နဲ့အလုပ်သမား2ယောက်ကတော့ရေဒီယိုကလာသမားတချင်းကိုတလန်းလုံးဝေဖန်ညှင်းခုန်နေခဲ့ကြပြန်ပါတယ်။ခဏနားတဲ့နေရာရောက်တဲ့အချိန်မှာတော့တိုနီကမြေပေါ်ကျနေတဲ့ကြောက်တုံးလေးတစ်တုံးကိုကောက်သိမ်းလိုက်ပြီးတကယ်တော့တိုနီကောက်ခဲ့တာကအမှတ်တရရောင်းနဲ့ရောင်စုံကြောက်ခဲတစ်တုံးဖြစ်ကအကြောင်းတစ်ခုခုကြောင့်မြေပေါ်မှာကျနေခဲ့တာပဲဖြစ်ပါတယ်။ဒါကိုမြင်သွားတဲ့ရှယ်လီကတော့ကြောက်တုံးကိုပြန်ထားရင်ထားမထားရင်ပတ်စံသွားပေးလိုက်ဖို့ပြောနေခဲ့ပြီးတိုနီကလည်းမြေပေါ်ကျနေတဲ့ကြောက်ခဲတစ်လုံးကိုသူကောက်ခဲ့တာဖြစ်ကြောင်းအပြန်အလှန်ညှင်းခုန်နေခဲ့ကြပါတယ်။ကြောက်ခဲတစ်တုံးနဲ့လူခွာစာ2ယောက်ရဲ့ညှင်းခုန်ပွဲမှာတော့ရှယ်လီကပဲအနိုင်ရသွားခဲ့ပြီးတိုနီတယောက်မချင်မချမ်းတဲ့ကြောက်ခဲကိုသွားပြန်ထားလိုက်ရပါတယ်။ဒီလိုနဲ့မတဲ့အတူနေတို့2ယောက်သားနောက်ထပ်ဖျော်ဖြေမဲ့နေရာကိုရောက်လာကြပြီးဖျော်ဖြေပွဲမတိုင်ခင်တိုနီရဲ့အလုပ်ကရှယ်လီတီးမဲ့စန္ဒယာအမျိုးအစားကိုစစ်ပေးရတာပဲဖြစ်ပါတယ်။ရှယ်လီကစန္ဒယာမျိုးစားကအစာကျုံနဲ့တေချာအလုပ်လုပ်တဲ့သူဖြစ်တယ်လို့ဘယ်ပွဲမှာမဆိုစိန်ဝေးမျိုးစားစန္ဒယာနဲ့ပဲတီးခတ်တဲ့သူဖြစ်ပါတယ်။အခုပွဲမှာကစန္ဒယာမျိုးစားကမတူတဲ့အပြင်စန္ဒယာကလည်းအမိုက်ပုံနီးညစ်ပတ်နေတာကြောင့်စိန်ဝေးမျိုးစားစန္ဒယာကိုရှာပေးဖို့တိုနီကပြောလိုက်ပါတယ်။ကောင်းကောင်းပြောနေတာကိုနားမထောင်တဲ့အပြင်သူ့ရဲ့အလုပ်ရှင်ရှယ်လီကိုလည်းကပ်ပလီလူမဲလေးဘာလေးနဲ့စော်ကားနေတာကြောင့်ဗဇက်ထက်လက်ကအရင်ဆိုတဲ့တိုနီကလည်းတစ်ချက်လောက်ကြိတ်ပေးလိုက်ပါတယ်။တိုနီကျေးဇူးနဲ့ရှယ်လီရဲ့ဖျော်ဖြေပွဲလည်းအဆင်ပြေပြေပြီးသွားခဲ့ပြီးတိုနီကတော့ရှယ်လီအကြောင်းသူ့အကြောင်းခရီးသွားရင်းရတဲ့အတွေ့အကြုံနဲ့အလှပတွေအကြောင်းအားတဲ့အချိန်တိုင်းအိမ်ကိုစာရေးနေခဲ့တာပဲဖြစ်ပါတယ်။မတဲ့တူနေပေမဲ့ခရီးတစ်လျှောက်လုံးအနားမှာပြေးကြည့်ရင်သူတို့2ယောက်ပဲရှိတာကြောင့်ရှယ်လီနဲ့တိုနီကတယောက်အကြောင်းတယောက်ပြောကြရင်ပုံမရင်းနှီးလာခဲ့ကြပါတယ်။ရှယ်လီမှာကအကိုတယောက်ရှိပေမဲ့အခုတော့အဆက်အသွယ်မရှိတဲ့အကြောင်းနဲ့လက်ထပ်ပြီးတာတော့ဂီတာသမားတယောက်ဖြစ်နေတဲ့အတွက်အိမ်မကက်ရပဲလမ်းပေါ်မှာပဲဖျော်ဖြေရင်းပွဲဆက်နေခဲ့တဲ့အကြောင်းရှယ်လီကပြောပြနေခဲ့ပါတယ်။အသင်းစားအစားအသောက်တွေကိုတိတ်ကြိုက်တဲ့တိုနီကတော့ကြက်ကြော်ကိုပုံးလိုက်ဝယ်လာပြီးရှယ်လီကိုပါစားကြည့်ဖို့အတင်းတိုက်တွန်းနေခဲ့ပါတယ်။အစားကတော့ရှယ်လီတယောက်စီးပေးမဲ့ဘာညာနဲ့ညင်းနေခဲ့ပေမဲ့မရတဲ့အဆုံးတဒုံးလောက်မြည်ကြည့်ရင်ကြက်ကြော်ကိုသဘောကျသွားခဲ့ပါတယ်။အယိုးတွေကိုလည်းတိုနီပြောတဲ့အတိုင်းကားအပြင်ကိုပဲပြစ်လိုက်ပြီးတိုနီကကိုလာဘူးကြီးပါပြစ်လိုက်တာကြောင့်ရှယ်လီလည်းကြက်ရိုးကအဆင်ပြေပေမဲ့ဒါမျိုးပလက်စတစ်အမိုက်ပြစ်တာကတော့လက်မခံနိုင်ပဲပြန်ကောက်ခိုင်းလိုက်ပါတယ်။နောက်တနေရာရောက်မှာတော့တိုနီတယောက်ဟိုတယ်ခန်းမှာစားရင်တောက်ရင်သူ့ကိုပေးထားတဲ့ခရီးစဉ်ဟိုတယ်တွေအစားအသောက်တွေအကြောင်းပါတဲ့ Green Book ကိုဖတ်နေပါတယ်။ဒေါက်တာရှယ်လီတယောက်ဘာမှပြဿနာတက်နေတယ်လို့အဖော်တယောက်ကလာပြောခဲ့တာကြောင့်ဖြေရှင်းဖို့လိုက်လာခဲ့ပါတယ်။ဘာမှတော့ဒေါက်တာရှယ်လီကိုလူမဲဆိုပြီးထိုးချိတ်ပြဿနာရှာနေခဲ့တာပဲဖြစ်ပါတယ်။ဒါမျိုးတွေရိုးနေပြီဖြစ်တဲ့တိုနီကတော့သူ့မှာတနက်ပါလာသလိုဟန်ဆောင်ရင်ဖြေရှင်းပေးလိုက်ကရှယ်လီကိုလည်းနောက်ဆိုဟိုတယ်မှာပဲတောက်ဖို့နဲ့သူမပါပဲဘဲမှမသွားဖို့ပြောလိုက်ပါတယ်။နောက်ရက်ဖျော်ဖြေပွဲအပြီးမှာတော့နောက်ထပ်တနေရာကိုခီးဆက်ခဲ့ကြပါတယ်။အမေရိကန်မှာကလူမဲလူဖြူအနှဲငယ်ခွဲခြားဆဲဖြစ်တယ်လို့လူမဲဆိုရင်လူဖြူတွေမလုပ်ချင်တဲ့အောက်ခြေသိမ်းအလုပ်တွေကိုလောက်ခမတန်မယာနဲ့လောက်ကင်နေရတာပဲဖြစ်ပါတယ်။ဒေါက်တာရှယ်လီအခုဖျော်ပြရမယ့်နေရာကအရင်ကလိုပြဿနာရုံတွေမဟုတ်ဘဲအထက်တန်းစားလူဖြူမိသားစုအိမ်မှာဖြစ်ပြီးအခုဆိုရင်တိုနီကပါရှယ်လီတို့အဖွဲ့ဝင်တယောက်ဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်။ညစာစားပွဲဖျော်ပြပွဲအထိပါအားလုံးအဆင်ပြေနေခဲ့ပေမဲ့ဒေါက်တာရှယ်လီတယောက်အပေါ်သွားခြင်းတဲ့အချိန်မှာလူမဲကိုသူတို့အထက်တန်းမြင့်အိမ်ထဲကအိမ်သာပေးမသုံးပဲခြံထဲကအိမ်သာမှာပဲဖြစ်တယ်လို့ကိစ္စရှင်းလိုက်ဖို့ပြောနေခဲ့တာကြောင့်ဒေါက်တာရှယ်လီလည်းဒေါသဖြစ်သွားခဲ့ပါတယ်။ပညာရှင်ပီပီဒေါသကိုမျိုးသိမ့်လိုက်ရင်မိုတယ်ကိုပဲအပေါ်သွားဖို့နိုင်ရီဝက်လောက်အချိန်ယူပြီးပြန်မဲ့အကြောင်းပြောလိုက်ပြီးတိုနီကိုလိုက်ဖို့ခိုင်းလိုက်ပါတယ်။လမ်းမှာတော့တိုနီကအဆင်မပြေရင်တောထဲမှာကိစ္စရှင်းဖို့ပြောခဲ့ပေမဲ့ရှယ်လီကတော့မိုတယ်ကိုအမြန်မောင်းဖို့ပဲပြောနေခဲ့ပါတယ်။တိုနီကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးမကျေမနပ်ဖြစ်နေပေမဲ့ဒေါက်တာရှယ်လီရဲ့မိတ်ဆွေတွေကတော့စိတ်လျှော့ဖို့နဲ့ဒေါက်တာရှယ်လီကိုယ်တိုင်အေးစစ်စစ်ငွေချလို့ရပေမဲ့အခုလိုမျိုးနယ်လက်ဖျော်ပြနေရတဲ့ဘဝကိုကိုယ်တိုင်ရွေးချယ်ခဲ့တာဖြစ်ပြီးအလောက်ရှိတွေနဲ့လည်းပြဿနာမတက်ချင်ကြောင်းပြောလိုက်ပါတယ်။နောက်ရက်မှာတော့တိုနီတယောက်အကြောင်းအရာအဆက်ဆက်မရှိတဲ့အပြင်စာလုံးပေါင်းကပါမှားနေတဲ့အထိအင်ကိုစာရေးနေခဲ့တာကြောင့်ကြည့်မနေနိုင်တဲ့ရှယ်လီကပဲဝင်ကူညီလိုက်ပါတယ်။အနုပညာသမားဖြစ်လို့စိတ်ကူးတွေကအစစကလုံးတွေအထိပါနူးညံ့နေကတိုနီကတော့ဒေါက်တာရှယ်လီပြောသမျှကိုတလုံးမကြံလိုက်ရေးနေခဲ့ပြီးစာပို့လိုက်တဲ့အချိန်မှာလဲတိုနီရဲ့ဇနီးကတော်တော်လေးကိုသဘောကျနေခဲ့ပါတယ်။နောက်ရက်မှာတော့ဒေါက်တာရှယ်လီနဲ့တိုနီအင်ဂျီဆိုင်ရှိကိုဖျက်လျှောက်ရင်းဒေါက်တာရှယ်လီသဘောကျတဲ့အင်ဂျီကိုတွေ့ခဲ့တာကြောင့်စမ်းဝစ်ကြည့်ဖို့လုပ်ခဲ့ပေမဲ့ဆိုင်ရှင်ကလူမဲဖြစ်နေတာကြောင့်ဝစ်ကြည့်လို့မရတဲ့အကြောင်းပြောပြလိုက်ပါတယ်။
လူဖြူလူမဲပြဿနာကအယိုးဆွဲနေတဲ့အစွန်းရောက်မှုကြီးဖြစ်ပြီးလူမဲတယောက်ဘလောက်ပဲတော်နေတက်နေပါစေလူဖြူတွေကအဖက်မတန်အရာမသွင်းပဲရှိနေကြဆဲဖြစ်ပါတယ်။ညဘက်မှာလည်းဒေါက်တာရှယ်လီတယောက်တည်းဘားသွားရင်းလူဖြူရဲတွေဖမ်းဆီးခံခဲ့ရတာကြောင့်အဝတ်တော်မပါတဲ့အခြေအနေဖြစ်နေပြီးအရေးကဲသိတဲ့တိုနီကတော့လူမှန်ရင်ငွေကြိုက်တာကြောင့်လက်ထိုးပြီးဖြေရှင်းလိုက်ရပါတယ်။ဒေါက်တာရှယ်လီကတော့သူမတရားခံရတာတောင်တိုနီကပတ်စံပေးလိုက်ရတဲ့အတွက်မကြေမနက်ဖြစ်နေပြီးတိုနီကပဲဒီကိစ္စကဒေါက်တာရှယ်လီရဲ့အလုပ်ကိုပါထိခိုက်နိုင်တာကြောင့်အမှုကိုတခါတည်းပြီးအောင်လုပ်ခဲ့တဲ့အကြောင်းရှင်းပြရင်းနှစ်ယောက်သားအပြန်အလှန်စကားများနေခဲ့ကြပါတယ်။နောက်ရက်မှာတော့တိုနီတို့နောက်ထပ်ဟိုတယ်တစ်ခုကိုရောက်ရှိလာခဲ့ပြီးအဝင်ဝမှာတိုနီကမိတ်ဆွေတချို့နဲ့တွေ့တာကြောင့်တခြားဘာသာစကားတစ်ခုနဲ့အပြန်အလှန်နှုတ်ဆက်နေကြရင်ဒေါက်တာရှယ်လီကတော့အခန်းထဲကိုရောက်တဲ့အထိတစ်ခုခုကိုတွေ့နေခဲ့မိပါတယ်။တကယ်တော့တိုနီတို့အပြန်အလှန်ပြောနေတဲ့ဘာသာစကားကိုဒေါက်တာရှယ်လီလည်းနားလည်တဲ့အပြင်တိုနီကိုသူ့အလုပ်ရှင်လူမဲစီကလှုပ်ထွက်ပြီးသူတို့စီမှာလှုပ်ဖို့ပြောနေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒေါက်တာရှယ်လီကတိုနီကိုယာတူရောလားစာပါတိုးပြီးမဲ့အကြောင်းပြောလိုက်ပေမဲ့အချင်းတွေကိုရိပ်မိတဲ့တိုနီကတော့သူ့ဒေါက်တာရှယ်လီနားကနေထွက်သွားမှာမဟုတ်ဘဲလက်ရှိယာတူနဲ့လားစာကပဲသူ့အတွက်အဆင်ပြေကြောင်းပြောလိုက်ပါတယ်။ဒေါက်တာရှယ်လီကတဆက်တည်းမင်းညကကိစ္စကိုပါတောင်းပန်လိုက်တာကြောင့်တိုနီကစိတ်ထဲမထားတဲ့အကြောင်းနဲ့သူဟာဘားနဲ့ကလပ်မျိုးစုံမှာလှုပ်ဖူးလို့ဒီလိုဖြစ်ရက်တွေကသူ့အတွက်မဆန်းတော့ကြောင်းပြန်လည်ပြောပြလိုက်ပါတယ်။တိုနီနဲ့ပိုပြီးရင်းနှီးသွားတဲ့ဒေါက်တာရှယ်လီကသူ့ဘဝအကြောင်းနဲ့ဂီတလောကမှာဖြတ်သန်းခဲ့ရပုံတွေကိုမိတ်ဆွေတယောက်လိုတိုင်ပင်ရင်းပြောပြနေခဲ့ပါတယ်။တိုနီကလည်းသူ့အထင်မြင်တဲ့ဒေါက်တာရှယ်လီကိုအားပေးထောက်ပြနေခဲ့ပါတယ်။ဒေါက်တာရှယ်လီရဲ့စိတ်ကူးနဲ့အင်ကိုရေးသမျှစာတွေကိုတော့တိုနီရဲ့ဇနီးတွေမကဘဲအမျိုးတွေကပါစာတစ်စောင်တက်ပို့တဲ့အမှုပညာနဲ့ခန်းစားချက်တွေကိုပါခန်းစားနေရတာကြောင့်သဘောကျနှစ်သက်နေခဲ့ကြပါတယ်။ဒီလိုနဲ့တိုနီနဲ့ဒေါက်တာရှယ်လီတို့တမျိုးပြီးတမျိုးဖျော်ဖြေပွဲတွေတစ်ခုပြီးတစ်ခုဇက်တိုက်ဖြတ်သန်းနေခဲ့သလိုတရွရွနဲ့အိမ်ပြန်ရမယ့်ခရစ်စမတ်ကာလကလည်းနီးစပ်လာခဲ့ပါပြီ။တညမှာတော့မိုးကြီးလေကြီးတဲ့တိုနီလမ်းပြောင်းနေတော့ကင်းလက်ရဲကားတစ်စီးကရက်ခိုင်းခဲ့ပြီးတိုနီရောဒေါက်တာရှယ်လီပါမိုးရီတဲ့ထွက်ခိုင်းခဲ့ပါတယ်။ဒေါက်တာရှယ်လီကလူမဲတယောက်ဖြစ်နေတာကြောင့်ဒီမြို့မှာညဘက်လူမဲအပြင်မထွက်ရတဲ့အကြောင်းပြောပြလိုက်ပါတယ်။လူမဲပါနေတာကြောင့်လူဖြူရဲတွေကအတော်လေးချစ်တဲ့အခြေအနေဖြစ်နေပြီးအီတလီသားသူ့ကိုပါလူမဲသွေးတဝက်ပါတယ်ဘာညာလုပ်နေတာကြောင့်စိတ်ပေါက်လာတဲ့တိုနီလည်းရှာရှည်နေတဲ့ရဲကိုမျက်ခွက်တစ်ချက်လောက်ထိုးပေးလိုက်ပြီးနှစ်ယောက်သားအချုပ်ထဲရောက်သွားခဲ့ပါတယ်။ဒေါက်တာရှယ်လီကတော့တိုနီရဲ့ဒေါသမထိန်ချုပ်နိုင်မှုကြောင့်ဒီညပွဲလေးလွတ်မဲ့အပြင်အချုပ်ထဲလည်းရောက်နေတာလို့အပြစ်တင်ခဲ့ပြီးလုတ်ပိုင်ခွင့်အတိုင်းသူ့ရဲ့ရှင်းနေစီဖုံးဆက်လိုက်ပါတယ်။ဒေါက်တာရှယ်လီဖုံးဆက်ပြီးမှတော့အထက်ကဖိအားပေးနေတာကြောင့်ရဲတွေလည်းဒေါက်တာရှယ်လီနဲ့တိုနီကိုမလွတ်ချင်ပဲလွတ်ပေးလိုက်ရပါတယ်။အပြန်လမ်းမှာတော့ဘာမှမဟုတ်တဲ့စကားလေးတစ်ခုကိုသီးမခံနိုင်ခဲ့တဲ့အတွက်အခုလိုမလိုလားအပ်တာတွေဖြစ်ခဲ့တဲ့အကြောင်းဒေါက်တာရှယ်လီကတိုနီကိုပြောရင်းစကားများနေခဲ့ကြပြန်ပါပြီ။တကယ်တော့တိုနီကနေပါတယ်ဆိုရင်တော့မိသားစုတိုက်တိုက်ဝင်းဝင်းနဲ့နေရသေးတဲ့သူဖြစ်ပြီးဒေါက်တာရှယ်လီကတော့ရွှေပုံပေါ်မှာထိုင်နေရရင်တောင်အမြဲတယောက်တည်းဖြစ်နေတဲ့သူဖြစ်ပါတယ်။လူဖြူတွေအတွက်ဒေါက်တာရှယ်လီကသူတို့ရဲ့လူဖြူရင်ကျေးမှုကိုစံနေရာတည်ရင်ဖျော်ပြရတဲ့လူမဲတယောက်ပဲဖြစ်တယ်လို့လူမဲတွေအတွက်လည်းလူဖြူရင်ကျေးမှုတွေကိုပါဝင်နေတဲ့ဒေါက်တာရှယ်လီကအပေခံဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။အခုလိုဘဝနေထိုင်မှုနဲ့လူမျိုးရေးတွေကြားမှာသူ့ကိုယ်သူဘာမှမသိတော့တဲ့အကြောင်းဒေါက်တာရှယ်လီကပေါက်ကွဲလိုက်တဲ့အချိန်မှာတော့တိုနီတယောက်ဒေါက်တာရှယ်လီရဲ့စိတ်ကိုသဘောပေါက်သွားခဲ့ပါတယ်။စိတ်ကြိုက်ရန်ဖြစ်ပြီးတဲ့နောက်မှာတော့နှစ်ယောက်သားမိုးမိရင်ကျွတ်ဆုပ်ဖြစ်နေကြတာကြောင့်အနားကမော်ဒယ်တစ်ခုမှာပဲတဲလိုက်ကြရပါတယ်။တိုနီတယောက်ဒေါက်တာရှယ်လီရဲ့တော်ကီတွေမပါဘဲကိုယ်တိုင်ကြပြဆန်းဆန်းစာရေးနိုင်ပြီဖြစ်တယ်လို့ဒေါက်တာရှယ်လီကိုလည်းတစ်ဖက်ကဆက်သွယ်လာတာကိုစောင့်မနေပဲပြန်ရောက်ရင်အကိုဖြစ်သူစီစာရေးလိုက်ဖို့ပြောနေပေမဲ့ဒေါက်တာရှယ်လီကတော့တိတ်ဆိတ်နေခဲ့ပါတယ်။နောက်ဆုံးဖြော်ဝေပွဲနေရာစီအရောက်မှာရှယ်လီတယောက်ပညာရှင်ဆိုရင်တောင်လူမဲဖြစ်နေတာကြောင့်ဂိုဒေါင်လိုအခန်းထဲမှာအဝတ်လဲရတဲ့အခြေအနေဖြစ်နေပါတယ်။ညစာစားပွဲမှာတော့ဒေါက်တာရှယ်လီရဲ့မိတ်ဆွေတွေကဒေါက်တာရှယ်လီအခုလိုမျိုးနယ်လဲဖြော်ပြနေရတာကလူဖြူတွေရဲ့စိတ်ထဲမှာလူမဲတွေလည်းလုံနိုင်ပါတယ်ဆိုတဲ့အသစ်ဝင်အောင်လုပ်နေတာဖြစ်တဲ့အကြောင်းတိုနီကိုပြောပြလိုက်ပါတယ်။ဒေါက်တာရှယ်လီဒီညဖြော်ပြရမှာကစားတောက်ဆိုင်တစ်ခုမှာဖြစ်ပေမဲ့စားတောက်ဆိုင်ကလူမဲဆိုရင်ထိုင်စားခွင့်မရှိတဲ့ဆိုင်ဖြစ်ပါတယ်။ဒေါက်တာရှယ်လီကဒီညဖြော်ပြရမယ့်သူဆိုရင်တော့ဆိုင်မှာညစာထိုင်စားခွင့်မရှိတဲ့ပြင်စားကြရင်တခြားဆိုင်မှာသွားစားဖို့နဲ့ဆိုင်ရဲ့စပိုးဆောင်လိုနေရာမျိုးမှာပြင်ပေးရမလားလို့ပြောလိုက်ပါတယ်။တိုနီလည်းဒေါက်တာရှယ်လီကိုအပြင်မှာသွားစားကြဖို့ဖြောင်းပြပေမဲ့ပညာရှင်မာနကြောင့်ဖြောင်းပြလို့မရပဲဆိုင်ဘက်ကိုညှိနှိုင်းပြန်တော့လေသူ့ကိုပါလက်ထိုးနေတာကြောင့်တိုနီလည်းပောက်ကွဲသွားခဲ့ပါတယ်။အမြဲတမ်းတီးခန့်လာခဲ့တဲ့ဒေါက်တာရှယ်လီတောင်ဒီတစ်ခါတော့တီးမခံနိုင်တော့ပဲဒီဆိုင်မှာညစာမစားရရင်မဖြော်ပြပေးနိုင်ဘူးလို့တဲ့ပဲပြောချလိုက်ပါတယ်။တဆိုင်လုံးကိုဖြော်ပြရမယ့်သူကဘာမဟုတ်တဲ့တောက်ကျိုးနဲ့အသားရောင်ခွဲခြားမှုကြောင့်ဆိုင်ကစပွဲမှာညစာစားခွင့်မရှိဘူးဆိုတာကအရေးမပါတဲ့ကိစ္စဖြစ်ကြောင်းတိုနီတယောက်လည်းပြောချလိုက်ပါတယ်။ဒေါက်တာရှယ်လီလည်းတိုနီသာမဖြော်ပြစေချင်ရင်ဒီညသူမဖြော်ပြဘူးဆိုတဲ့အကြောင်းပြောပြလိုက်တာကြောင့်နှစ်ယောက်သားစာချုပ်တွေဘာတွေဂရုမစိုက်နေတော့ပဲဆိုင်ထဲကနေထွက်လာခဲ့ကြပါတယ်။ဘိုင်းစာနေတာကြောင့်အနီးဆုံးကလူမဲတီးကြန့်စားတောက်ဆိုင်ကိုရောက်လာခဲ့ပြီးဇပွဲတို့မာလီကတက်တက်ရရဝစ်စားထားတဲ့သူတို့ကိုဘာလုပ်လဲလို့မေးခွန်းထုတ်နေခဲ့ပါတယ်။
တိုနီကတော့ဒေါက်တာရှယ်လီဟာအတော်ဆုံးစန္ဒယာပညာရှင်တယောက်ဖြစ်ကြောင်းပြောပြနေခဲ့ပေမဲ့မယုံတာကြောင့်ဒေါက်တာရှယ်လီကိုယ်တိုင်လက်တွေ့တီးပြလိုက်တဲ့အချိန်မှာမှအကုန်လုံးအံ့ဩမင်သက်နေခဲ့ပြီးဒေါက်တာရှယ်လီရဲ့တန်စင်အောက်မှာပျော်မွေ့နေခဲ့ကြပါတယ်ဒေါက်တာရှယ်လီရဲ့ဘဝမှာပထမဦးဆုံးသောလူမဲတွေကိုဖျော်ဖြေပေးနေတာဖြစ်ပြီးဘာကီတောက်မှမဟုတ်ဘဲဒေါက်တာရှယ်လီရဲ့စိတ်ကပေါက်ကွဲထွက်လာတဲ့တန်စင်တွေကအားလုံးကိုဖန်ဆားနေခဲ့ပါတယ်မထင်မှတ်ထားတဲ့ဖျော်ဖြေပွဲအပြီးမှာတော့နှစ်ယောက်သားပျော်ပျော်ရွှင်ရွှင်နဲ့ဆိုင်ထဲကနေပြန်ထွက်လာခဲ့ကြပြီးတခုခုကိုရိတ်မိတဲ့တိုနီကခါးကြားထဲကတနက်ကိုထုတ်ဖောက်လိုက်ပါတယ်အခုမှဒေါက်တာရှယ်လီလည်းတိုနီမှာတကယ်တနက်ရှိနေတယ်ဆိုတာကိုသိပြီးမျက်လုံးပြူးသွားခဲ့ပါတယ်တကယ်တော့ဆိုင်ထဲကိုစဝင်ကလေးကလူမိုက်တချို့ကဒေါက်တာရှယ်လီရဲ့ပတ်စံတွေကိုမျက်စိကျနေတာကြောင့်တခုခုလှုပ်ဖို့ကားနားမှာစောင့်နေတော့ရိတ်စားမိတဲ့တိုနီကတခိုးတွေကိုတနက်ထုတ်ဖောက်ပြလိုက်တာပဲဖြစ်ပါတယ်တိုနီကတော့ဒေါက်တာရှယ်လီကိုဖျော်ပြရမယ့်ဆိုင်ကိုပြန်သွားခြင်းသေးလားလို့မေးလိုက်ပေမဲ့ဒေါက်တာရှယ်လီကကားကိုကြည့်ရင်အခုချိန်အိမ်ပြန်ရင်ခရစ်စမတ်အကြိုပွဲကိုမိနိုင်တဲ့အကြောင်းပြောလိုက်ပါတယ်နှခါမတွေးတတ်တဲ့တိုနီကတော့နေမနာညမနာနယူးယောက်မြို့စီကိုခရီးနှင်လာခဲ့ပါတယ်လမ်းမှာလည်းရာသီဥတုကဆိုးရွားလွန်းနေပြီးကားကိုလည်းသတိနဲ့မောင်းနေရတာကြောင့်တိုနီတယောက်ပင်ပန်းလာပြီးအနည်းဆုံးဟိုတယ်တစ်ခုခုကိုဝင်ဖို့ဒေါက်တာရှယ်လီကိုပြောလိုက်ပါတယ်တရက်နဲ့တညလုံးကားမောင်းလာတဲ့တိုနီကအတော်လေးကိုပင်ပန်းနေတဲ့အခြေအနေဖြစ်ပြီးလမ်းမှာလည်းဝင်နားနေရင်တညအိပ်ရမှာဖြစ်လို့တိုနီကိုအိတ်ခိုင်းလိုက်ခါဒေါက်တာရှယ်လီကိုယ်တိုင်ပဲတိုနီအိမ်ရှိအထိကားမောင်းပို့ပေးခဲ့ပါတယ်တိုနီကသူ့အိမ်ထဲကိုဝင်ဖို့ခေါ်နေခဲ့ပေမဲ့ဒေါက်တာရှယ်လီကတော့အိမ်ကိုပဲပြန်သွားခဲ့ပါတယ်တိုနီရဲ့အိမ်မှာတော့ခရစ်စမတ်အကြိုညဖြစ်လို့မိသားစုတွေဆုံဆုံညီညီရောက်ရှိနေကြသလိုတိုနီကမှပြန်ရောက်လာတာကြောင့်အားလုံးကပျော်ရွှင်နေခဲ့ကြပါတယ်တစ်ဖက်မှာတော့ဒေါက်တာရှယ်လီတယောက်အိမ်ပြန်သွားခဲ့ပြီးခရစ်စမတ်အကြိုညမှာတော့တယောက်တည်းဖြစ်နေတာကြောင့်အထီးကျန်တဲ့ဆိုတဲ့ခန်းစားချက်ကိုသူပိုင်ဆိုင်တဲ့တန်မိုးကြီးပစ္စည်းတွေကိုကြည်ရင်ခန်းစားနေခဲ့မိပါတယ်တကားဘဲတန်ရဲ့အဆုံးမှာတော့အင်းနီနာချင်းတွေနဲ့အတူနောက်ဆုံးတစ်ယောက်ကမထင်မှတ်ထားတဲ့ဒေါက်တာရှယ်လီဖြစ်နေခဲ့ပါတယ်။နှွေးထွေးတဲ့တိုနီရဲ့အိမ်ကတော့ဒေါက်တာရှယ်လီကိုလူဖြူလူမဲခွဲခြားမနေတော့ဘဲနှွေးထွေးနဲ့ကြိုဆိုခဲ့ကြပါတယ်။တခါတလေလောကကြီးမှာဖြစ်တည်မှုတွေကိုမေးခွန်းထုတ်ပြီးဖိနှိပ်တာကအုံနောက်မရှိလွဲမားတဲ့အယူအဆွဲဖြစ်နေသလိုတယောက်တည်းဆိုတဲ့အခြေအနေကရွှေပုံပေါ်မှာထိုင်နေရရင်တော့ဝမ်းနဲ့အထီးကျန်မှုကိုမဖြေဖျောက်နိုင်ဘူးဆိုတာကိုဒီဇလန်လေးကတက်တည်ပြသခဲ့ပြီးပဲဖြစ်ပါတယ်။အခုလိုမျိုးဇလန်ကောင်းတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ Media Recap မြန်မာ Channel ကို Like and Subscribe လုပ်ခဲ့ကြပါဦးအားလုံးပဲနောက်ဇလန်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်